ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်မင်းတို့တော်ဝင်က TikTok channel လေးကနေချရတဲ့ကကားတွေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်မင်းခုပထမဆုံးပြပြရတဲ့ဆွဲသည့်ဒီဇိုင်းလေးရဆိုရင် channel ဒီဇိုင်းလေးကိုမှအရင်ချစ်စီတာကောင်းပြီးလူငယ်ဆက်ဆက်လေးနဲ့မင်းတို့စီမှာအရင်ကမှရောင်းရကောင်းတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ရှင်ဂရန်စိန်လေးရဆိုတော့ 0.25 gram လေးရှိပါတယ်နော်ပေါ့ပပယူရှင်းရှင်းလေးမလို့လက်ဆောင်ပေးတဲ့သူတွေအတွက်ဆိုရင်အရင်စင်ပြီးတဲ့ channel ဆွဲသည့်ဒီဇိုင်းလေးဖြစ်ပါတယ်ရှင်ဒီဒီဇိုင်းလေးဆိုလို့လုံးဝတူတီလေးနဲ့အရင်ဆက်စီရကောင်းတယ်သူရဲ့ဆက်ဖြတ်လေးရဆိုရင်လည်းတစ်ဖြတ်ဖြတ်နဲ့လက်လိုက်တာမို့လို့အရင်ကမှလာပါတယ်ရှင်လက်ဆောင်ပေးခြင်းနဲ့ဆိုရင်တော့မမေခုပြထားတဲ့ဘောနော် channel ဒီဇိုင်းလေးကိုရအောင်ထားဖို့တော့လိုပါတယ်ရှင်အလဲ30အယောင်15လေးနဲ့ပဲဆိုတော့အရင်တက်ပါတယ်နော်မမေခုထပ်ပြီးပြပေးထားတဲ့ဒီဇိုင်းလေးကကြတော့ဘောနော်လဝကတိုက်ပုံစံလေးကိုမှအရင်ဆက်စီရကောင်းတယ်သူရဲ့ဆက်ဖြတ်လေးရလည်းအရင်လာပါတယ်ရှင်ဒီဒီဇိုင်းလေးဆိုရင် gram စိန်လေးက 0.30 gram လေးပဲရှိပါတယ်နော်တကယ်မှလာတော့ဒီဇိုင်းလေးပါရှင်သူရဲ့ဆက်ဖြတ်လေးရဆိုလဲတစ်ဖြတ်ဖြတ်နဲ့လက်ပြီးတော့အရန်လာတာမို့လို့ကိုယ်တိုင်ဝတ်မဲ့သူတွေအတွက်ဆိုလဲအရန်စင်ပြပါတယ်ရှင်တကယ်မှချစ်စရာကောင်းတဲ့ဒီဇိုင်းလေးတွေပဲပြပေးထားတာပါရှင်မမတို့လိုချင်တဲ့ဒီဇိုင်းလေးရှိရင်လည်းမင်းတို့ရဲ့ TikTok CP လေးမှာပဲဖြစ်ဖြစ်မင်းတို့ရဲ့ Page CP လေးမှာပဲဖြစ်ဖြစ်လိုချင်တဲ့ Grand လေးရဲ့အရောင်လေးရဲ့ Color လေးရဲ့ပြောပြီးတော့မင်းတို့စီမှာလာရောက်မှာရအပြီးလို့လည်းရပါတယ်ရှင်မမင်းခုထပ်ပြီးတော့ပေါ့နော်ပြပေးမဲ့ဒီဇိုင်းလေးကကြတော့ရှိုးသီးဒီဇိုင်းလေးကိုမှအရန်ချစ်စရာကောင်းတယ်သူရဲ့ဆက်ဖြတ်လေးရဆိုရင်လည်းလုံးဝပုံစံလေးတစ်ဖြတ်ဖြတ်နဲ့လက်ပြီးတော့အရန်လာတဲ့ဒီဇိုင်းလေးပဲပေါ့နော်ဒါလေးဆိုလဲလက်ဆောင်ပေးစတဲ့သူအတွက်ဆိုအရန်စင်ပြေတယ် Grand စိန်လေးရဆိုရင်လည်း 0.73 gram လေးရှိပါတယ်ရှင်နောက်နေ့လေးဒီမှာဆိုရင်လည်းပေါ့နော်မမင်းတို့ကကြည့်ရတဲ့ကကာတွေကိုဒီဇိုင်းလေးအများကြီးပြပေးဦးမှာပါရှင်မမင်းတို့ရဲ့ channel လေးကိုလည်းပေါ့နော် like and subscribe လေးလုပ်ပေးပါဦးရှင်အသစ်တွေဒီတိုင်းမှာလည်းပေါ့နော်သိရှိနိုင်မှုတော့မင်းတို့ရဲ့ TikTok CP လေးမှာလည်းပေါ့နော်ကြည့်ချင်တဲ့ဇိုင်းလေးရှိရင်လည်းအများကြီးလာအောင်မှအပ်ပေးလို့ရပါတယ်ရှင်နောက်နေ့လေးမှာဆိုရင်လည်းမင်းတို့ကကြည့်ရတဲ့ကကာတွေကိုဒီဇိုင်းတလေးတွေအများကြီးထပ်ပြီးတော့လည်းပြပေးဦးမှာမို့လို့မင်းတို့ရဲ့ channel လေးကိုလည်းစောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းလေးပြည့်စုံပြီးတော့အသက်ရှူတိုင်းလည်းငွေလုံးပါစေလို့မမင်းတို့တော်ဝင်နဂါမိသားစုကနေပြီးဆုမကောင်းတောင်းမိအပ်ပါရဲ့ရှင်မနေ့ပြန်မှာမမင်းတို့ပြန်တွေ့ကြပါမယ်ရှင်